que tú sabes la vida, todo se sabe. Más o menos. No son otra actividad. Moi ya ma editor ya ma. Yeah. ကိုလေဦးတော်လိုင်းကိုအကြောင်းပြုပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်တွေကိုအောင်းကတိရတဲ့အနေနဲ့တော်တော်စားနေတော့ကျွန်တော်တို့အကုန်လုံးတမီးလောက်ပဲဖြစ်ဖြစ်ညီတက်ပြီးတော့အလေးပြုကြဖို့ပါနော်ခေါ်လို့ရပါပြီရပြီးတော့ဘုံတို့ရဲ့မြန်မာပြည်သူလူတွေအချစ်တော်တော်တာဆာကိုဘုံတို့လည်းအဝေးရနေပြီးတော့ပဲဣတိဖရဏဖြည့်ပြီးတော့အမြဲတမ်းပြောစကားဆိုစကားတခါကြီးရဲ့အရေးချင်းတွေကိုအမြဲတမ်းနှလုံးသွင်းပြီးတော့ဘုံဘုံလည်း line ပေါ်နေတွေ့ရတဲ့အခါတာရုလည်းအချိန်ချင်းခေါ်ခဲ့ပါတယ်ဒီလိုဆုံရမယ်လို့လည်းမထင်ပါဘူးဘုံဘုံပြောချင်တာကအဓိကနဲ့တာမင်ညပေါ့အဓိကနဲ့တာမင်ညဆိုတဲ့နေရာမှာဘာကိုပြောတာလဲဆိုတော့ဘုံဘုံဒီနေ့ပြောချင်တဲ့စကားကအမေရိကန်နိုင်ငံအိုကလာဟိုမာမြို့အိုကလာဟိုမာစတိတ်အိုကလာဟိုမာပြည်နယ်တိုဆာမြို့ပေါ်မှာအဓိကရဲ့တာမင်ညရဲ့ဆိုနှစ်ခုရှိတယ်လို့ပဲဘုံဘုံတင်စားချင်တာပေါ့အဓိကကတော့ဘုံဘုံတို့ရဲ့ဒီကနေ့ဖိတ်ခေါ်ပေးတဲ့အဖွဲ့ကအဓိကပါဘုံဘုံတို့ကတော့တာမင်ညပါပဲเนาะအဲ့ဒီတာမင်ညရဲ့နေရာလေးကိုမှဒကာကြီးဒေါက်တာဆာသာနဲ့တော့အခုလိုဖိတ်မာနကပြုတဲ့ပုံကိုယ်တွေကနေပြီးတော့ဘုံဘုံတို့ရဲ့လူအင်အားမရှိတဲ့မျက်နှာငယ်စရာလေးဖြစ်နေတဲ့တာမင်ညောင်ညပုံကိုယ်တွေကိုအတွေ့လည်းရခဲ့တာပေါ့ဒီပုံကိုယ်တွေကဟုတ်လားဒီနေရာလေးကတာမင်ညနေရာလေးပဲလူအင်အားလည်းဘယ်လောက်မှရှိတာမဟုတ်ဘူးအဲတာမင်ညနေရာလေးကိုအဓိကထားပြီးတော့လာပေးတဲ့အတွက်ကြောင့်ဒီကနေ့ဒေါက်တာဆာသာနဲ့တော့ဖိတ်ပေးရတဲ့ဒကာကြီးတွေဒီကနေ့ဥဆောင်ပြီးတော့တိုစာမျိုးကြီးမှာအခန်းခန်းနာနာကြီးနဲ့ဟောခမ်းမကြီးထဲမှာအကြီးကျယ်လုံးမဲ့ပွဲကြီးမှာဆောင်ရွက်ပေးတဲ့ပုံကိုယ်တွေကတော့အဓိကဖြစ်ပါတယ်ဒီအဓိကနေရာကိုမတော်သေးပဲနဲ့ဘာမှမဟုတ်တဲ့တာမင်ညောင်ညနေရာလေးကိုအရင်ဝင်လာတယ်ဆိုတော့အရင်ထဲမှာဘုံဘုံခံစားလဲရတဲ့ခံစားချက်တွေကညင်အောင်ကြာဘူးစိတ်ထဲမှာရင်ထဲမှာမကောင်းဘူးဘုံဘုံတို့လည်းပဲထိုင်းနိုင်ငံမှာသတင်းသုံးခဲ့တဲ့10နှစ်15နှစ်အနည်း20အဲ့လိုနေခဲ့တဲ့အခါမှာနေတော်ဆန်းစုကြည်ဒကမကြီးတော်ဆန်းစုကြည်ဒုတိယအကြိမ်မြောက်လာတော့လည်းကြိုးစိုးတယ်ပထမအကြိမ်လာတော့လည်းကြိုးစိုးတယ်ဒုတိယအကြိမ်လာဖို့အစီအစဉ်ကြတော့ဘုံဘုံတို့သတင်းရတော့ဒါကလေးအခုဆုံးသွားတဲ့အထက်မှာပါတယ်ပေါ့နော်အများတန်းဒေါ်နာသူရဲ့ဘေးမှာအေးလေးဆွဲပြီးတော့ပြုစုရတော့ဘုံဘုံတို့ထိုင်းနိုင်ငံကိုရောက်တဲ့အခါမှာအမေဒေါ်ဆန်းစုကြည်ဒကမကြီးဒေါ်ဆန်းစုကြည်ထိုင်းနိုင်ငံရောက်တဲ့အခါမှာထိုင်းနိုင်ငံမှာတက္ကသိုလ်ဒီမှာကျောင်းတက်နေတဲ့မြန်မာတန်ဃာတော်တွေတိုင်းရင်းသားပေါင်းစုံတန်ဃာတော်တွေအပါ900ကျော်ရှိတယ်အဲ့ဒီတန်ဃာတော်တွေအပါ900ကျော်တွေကိုတက္ကသိုလ်ရဲ့ခမ်းမထဲမှာဘုံဘုံတို့ပြောပေးမယ်ဒကမကြီးဒေါ်ဆန်းစုကြည်ကထိုင်းနိုင်ငံကိုလာရင်းနဲ့မြန်မာတန်ဃာတော်တွေတိုင်းရင်းသားတန်ဃာတော်တွေကျောင်းတက်နေတဲ့တန်ဃာတော်တွေကိုလာတွေ့တယ်ပါလားလာပြီးတော့ဖူးမြော့ပါလားဆိုတဲ့ဂုံပုံလေးကိုလိုချင်လို့ဒကာကြီးကိုစီရတော့ဘုံဘုံတို့အသိအစီအစဉ်လေးဘုံဘုံကကျင်းပမယ်ဥဆောင်ပြီးလုပ်မယ်ဒါတွေကိုလက်ခံပေးလို့ရမလားလို့ဆိုတော့ကိုဖြိုးစီရတော့ဘုံဘုံနဲ့တပည့်တော်တို့စီစဉ်တာမဟုတ်ပါဘူးခင်ဗျာတဲ့မြန်မာတိုင်ယုံကစီစဉ်တာဖြစ်ပါတယ်တဲ့မြန်မာတိုင်ယုံကစီစဉ်တာဖြစ်တဲ့အတွက်ကြောင့်မြန်မာတိုင်ယုံကစီစဉ်ထားတဲ့နေရာကိုပဲတပည့်တော်တွားရမှာပါတဲ့အဲ့ဒီမှာဘုံဘုံကပြောချင်တာကဟုတ်ပြီကိုကနိုင်ငံတော်အကြံပေးတယ်ကိုကနိုင်ငံတော်ရဲ့လူကြီးဖြစ်နေတဲ့အချိန်မှာတန်ယုံဆိုတာကကိုအောက်ကပဲလေတန်ယုံဆိုတာကိုအောက်ကတန်ယုံကအဲ့လိုစီစဉ်ထားတာကိုတရင်ရပြီဆိုရင်ကိုကမေးရမယ်လူကြီးဖြစ်တဲ့ပုဂ္ဂိုလ်ကအေးဒီနေရာမှာတန်ဃာတော်တွေတော့ဒီလိုရှိနေကြတယ်အဲ့ဒီနေရာကိုလည်းသွားခြင်းတယ်အဖြစ်ဖြစ်အောင်စီစဉ်ပေးပါဒါအနေတော်တန်းကြီးကမိုင်းတော်တန်းကြီးပြောရမယ့်စကားအဲ့လိုမပြောဘဲနဲ့မသိတာလည်းပါတာပေါ့နော်ဒကမကြီးကတော့တကယ်ကိုယူသားပါတယ်အများဆုံးဖြစ်တဲ့မြန်မာပြည်သားတွေအများဆုံးဖြစ်တဲ့မဟာချိုင်ဝင်ဘက်သွားလိုက်တယ်ဘုံဘုံတို့ကတော့လာလို့ရှိရင်ဘုံဘုံတို့ပရာဟိတအဖွဲ့တွေဘန်ကောက်မှာအများကြီးရှိတယ်အဲ့ဒီအဖွဲ့တွေလည်းဖိတ်ပြီးတော့
တော်တန်းစုကြီးကဘုန်းကြီးတို့လာတွေ့တယ်တန်ဃာတော်တွေကိုလာဖူးတယ်ဘုန်းဘုန်းတို့ကလည်းပရိဒါအဖွဲ့နဲ့ပုံအောပြီးတော့ငွေတွေစုပေးလိုက်မှာအဲ့လိုစီစဉ်ဆွဲထားတာဘုန်းဘုန်းကဒါပေမဲ့တို့တခါကြီးကိုစီကချိုးတော့ပြောတာကလည်းသူကသူတို့စီစဉ်တာမဟုတ်တော့ပါဗျာတဲ့အနေထားလေးကိုဘန်ကောက်ရောက်ရင်ဘုန်းဘုန်းကိုပြန်လျှောက်ပါမယ်ဆိုတော့ဘန်ကောက်ရောက်တော့လူကြီးကများတဲ့ခါကျတော့အဖွဲ့အစည်းတွေကများတော့သူလည်းဘုန်းဘုန်းတို့အဆက်အများတော့အခုအဲ့ဒီဟာကိုပြောချင်တာဒီဇိုင်လန်းလေးကိုပြောချင်တာအခုလည်းဒီနေ့ဒေါက်တာဆာဆာကအင်္ဂလန်နိုင်ငံကနေအမေရိကန်ကိုရောက်လာတဲ့ခါမှာတခါကြီးဒေါက်တာဆာဆာကဖိတ်တာကဘုန်းဘုန်းတို့ကဖိတ်လိုက်တာမဟုတ်ဘူးဖိတ်တာကဒီကဒိုဆာမှာရှိတဲ့နော်တခါကိုမန်းတို့ကဖိတ်လိုက်တဲ့အခါမှာတခါကြီးကိုမန်းတို့ကဒါလေနော်အခုလိုမျိုးပေါ့နော်ကိုထိုးစရာတော်တို့လိုပဲဟောလားနေရာချတဲ့ပုံကိုယ်တွေကအစီအစဉ်သူတို့လှုပ်ရှင်လို့လုပ်လို့ရတယ်သူစီစဉ်ရလို့စီစဉ်လို့ရတယ်နော်ဖိတ်မှန်တကပြုတဲ့ပုံကိုယ်တွေကသူတို့သွားဆိုတဲ့နေရာပဲသွားရမှာဒါပေမဲ့လို့ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးလေးစီစဉ်ထားတဲ့အခါမှာအဓိကဖြစ်တဲ့ဘုံတို့ရဲ့တခါကြီးတို့ရဲ့တိုင်းရင်းသားပေါင်းစုချင်းအများစုဖြစ်တဲ့နေရာမှာကိုသွားရမယ်ဟာဖြစ်တော်လဲပဲအ ਨੇ စုဘုရားဘာသာအ ਨੇ စုတွေဖြစ်တဲ့ဒီမျိုးလေးရဲ့ဒီကြောင်းလေးမှာအခုလိုလာရောက်ပြီးတော့မျက်နှာပြတာဟာဒေါက်တာဆာဆာကလည်းပဲဘလို့တရင်ကြားလို့ရောက်လာတာလားဒါမှမဟုတ်တခါကြီးဖိတ်မှန်တခါပြုတဲ့ပုံကိုယ်တွေလည်းခွင့်ပြုလို့ရောက်လာတာလားဘလို့ပဲရောက်လာအဓိကပုံကိုယ်တွေကဒီနေရာမှာပဲကျွန်တော်တို့ကချင်းတိုင်းရင်းသားတွေအများစုရှိတဲ့ဒီပေါ်ကိုင်းမှာပဲစီစဉ်ထားပါတယ်လို့ပြောရင်လည်းဒေါက်တာဆာဆာလက်ခံမှာဒါပေမဲ့ဒေါက်တာဆာဆာလည်းမရဘူးကျွန်တော်တို့နေရင်နေပလေးဒီနေရာလေးကိုရောက်အောင်သွားမယ်ဆိုတော့စိတ်မွေးလိုက်တာကတကယ်သူတော်ကောင်းကြီးပဲနော်ဒါတကယ်မကြီးဒေါအောင်ဆန်းစုကြည်ကိုလိုချင်တာအဲ့ဒါပဲအခုကျတော့ဒေါအောင်ဆန်းစုကြည်တိုက်ခိုက်တယ်ဘုန်းကြီးတိတ်ဖူးတာမဟုတ်ဘူးဘုန်းကြီးတွေကိုတိတ်တွေ့တာမဟုတ်ဘူးဘာသာရေးဘက်ကိုအလေးမပေးဘူးတဲ့မဟုတ်ပါဘူးဒေါအောင်ဆန်းစုကြည်လည်းဘာသာရေးဘက်ကိုအလေးပေးပါတယ်အခုဘုံပြောချင်တာကအဓိကနဲ့တာမညာဆိုတာဘုံတို့ကအဓိကမဟုတ်ပါဘူးသူစာမျိုးလေးကတခါကြီးကိုမန်းတို့ကအဓိကကိုမန်းတို့ကအဓိကဘုံတို့ကတာမညာလေးပဲတာမညာနေရာလေးမှာအခုလိုတခါကြီးရေနေတာစေရနာပါနဲ့ဥထိတ်ထားပြီးတော့လာတဲ့အတွက်ကြောင့်တခါကြီးကိုမန်းတို့ဖိမှန်တကားပြုတဲ့တိုးစာအဖွဲ့တွေရောတခါကြီးထောက်တာဆာဆာနဲ့ပါဝင်လာတဲ့အဖွဲ့သားတွေရောအသေးနှလုံးထဲမှာမှတ်တမ်းတင်ပါတယ်လို့ဒါကြောင့်အဓိကနဲ့တာမညာနေရာလေးမှာတာမညာနေရာလေးကိုလည်းအဓိကထားပြီးတော့လာပေးတဲ့ဒေါက်တာဆာဆာဖိပြီးတော့ပေးတဲ့အဓိကပုံကိုယ်တွေကလည်းပုံမအဓိကကြီးတွေဖြစ်ကြပါစေလို့ဘုံဘုံရင်းထဲကနေအသေးနှလုံးထဲကနေဆုတောင်းပေးပါတယ်အဲ့ဒါကိုလည်းချင်းကျွန်တော်တို့ရရှိတဲ့ဒီဘက်ချင်းရှိတယ်နောက်ဘုံပြောတဲ့အတိုင်းပဲပေါ့နော်ဘုံကအတန်ကြားတာနဲ့ဘုရားဆက်တွေ့တယ်ဆိုကျွန်တော်လာဆက်တွေ့တယ်ကျွန်တော်ကလည်းဘုံဆက်တွေ့တော့အရန်ဝမ်းတာတယ်ဒါပေမဲ့ကိုရီးယားလည်းကျွန်တော်ဆက်စားရဲ့အစီအစဉ်ဘယ်လိုရှိမှမသိသေးဘူးလေတော့ဟိုကြောင်းပြကြမယ်နော်ဆိုတော့အဲ့ဒါကျွန်တော်တို့ဘာလို့ပြောတော့လာနော်ဒါပေမဲ့ကျွန်တော်ဒီကိစ္စကလည်းဖြစ်ပေါ်တော့ဘူးကလည်းဒေါက်တာဆာဆာကျွန်တော်တို့မှာထားပြီးသားပါဟိုဘာဘယ်လိုမဆိုတွေ့ချင်တယ်လေဒီမှာတွေ့ချင်တဲ့စိတ်ကတော့ဝိလာတယ်သူပြောမယ်တွေ့ချင်တဲ့စိတ်ကဆွေးတွေ့ချင်တဲ့စိတ်ရှိတယ်ဆိုပြီးပြောတဲ့ခါကျကျွန်တော်ကကိုနော်အဖြူမဲ့ကိုကျွန်တော်လိုက်ပြီးအကုန်လုံးချိတ်တာဒါတော့ဆိုတွေ့ချင်တယ်ဆိုလိုက်ချိတ်ပဲပြီးတော့ချိတ်ကြတယ်ကိုတော့ကျွန်တော်ဒီဖုန်းကြောင်းကတော့ဒီဖုန်းကြောင်းကကျွန်တော်မလာဘူးမရဘူးထားခဲ့မယ်ကျွန်တော်တို့လာခဲ့မယ်ဆိုပြီးကိုလည်းချိတ်ပြောကိုလည်းဖဖို့ဒီကြပြောပြပါကိုလည်းလာခဲ့မယ်ဘောတဲ့မှာဒါပေမဲ့ဘုံအနေနဲ့အခုလိုကျွန်တော်တို့လာတဲ့အကြောင်းကြီးကိုကျွန်တော်တို့တီယူဟိုဘာတလေးတစားနဲ့ကျိုးဆိုနေကြတယ်ဘုံကျေးဇူးကျူးတကားတင်ပါတယ်ပြန်မှာ community ကိုစကျွန်တော်ပြောချင်ပါတယ်ကျိုးဆိုတာဟာကျွန်တော်တော့မပြောလို့ဘူးကျွန်တော်ဆိုရင်ဘလို့ဆရာကမေးတယ်ဖို့နေတဲ့ဖို့ကြည့်ကြောက်ကိုတွားမယ်ဆိုတော့ကျွန်တော်ဘလို့နေရမလဲဒီပိတ်ပါလို့ပြောတော့ဆရာလည်းမသိဘူးတဲ့ကျွန်တော်လည်းလာဆိုတော့ဘလို့လုပ်မလဲတွေ့ချင်တယ်လို့ပြောတယ်သူကဟုတ်ပြီဒီတိုင်းပဲခင်ဗျာနေတယ်လို့ပဲနေလိုက်ပါလို့ကျွန်တော်ပြောတယ်မှာသူကလာတဲ့ခါမှာဘိုးကပါနဲ့ဆိုတော့ကျွန်တော်လည်းဘလို့နေရမသိတော့နည်းဒါလည်းတော့ကျွန်တော်မှမှားရမိတယ်ပေါ့နော်ဒီမှာလာတဲ့ခါမှာဟိုကျွန်တော်တို့လာတော့ဒီမနေ့မလာခင်မှာဟိုမစတာဒီစီမှာကျွန်တော်အမေရိကထွက်တော်တွေတွေ့တယ်ထွက်တော်ကကျွန်တော်တွေ့ထိုင်းတဲ့ပုံကိုယ်တွေကိုကျွန်တော်တွေ့တယ်ပြီးမှမနေ့ကဆိုတော့ကျွန်တော်ဒီလက်စီဆိုရမှာရှိနေတဲ့သူတို့နဲ့အနိကဖြစ်နေတဲ့လူကြီးတွေနဲ့တွေ့တယ်သူတို့ဟာလည်းအများကြီးပြောတော့တကယ်တော့မနေ့ကကျွန်တော်လာမှာ
မနေ့ကမှကျွန်တော်အကိုလိုဖြစ်ကျွန်တော်စီထားတယ်လာပြီးမှကျွန်တော်ဒီဖို့ဒီကြောင့်မှလည်းအခြေကိုပေါ့နော်ကျွန်တော်ဘယ်လိုပြောမလဲဂျင်းနာတလောက်ပေါ့ကျွန်တော်လည်းသမီးဘယ်လိုပြောမလဲသမီးဆိုင်တော့ဘိုက်ပြည့်တဲ့ထိစားတာပေါ့ကိုနေပြပဲဒီမှာလာတော့ဘိုက်ပြည့်တဲ့ထိပြောကြမယ်ကိုကလည်းကျွန်တော်ကိုမှာဆရာကြီးမြိုက်ရှိမယ်ကျွန်တော်ကလည်းပြောဆရာကြီးကျွန်တော်ပြောတဲ့စကားတွေကိုလည်းကျွန်တော်ခေါ်အပ်ပြန်ယူရမယ်အဲ့လိုကျွန်တော်ကစစ်စားထားတာဒါပေမဲ့ဒီဝစတာဒီစီမှာကျွန်တော်ဆိုရဖက်ကနဲ့တော့ဖက်ကနဲ့တွေ့ရမယ်စီဝီတွေလည်းများလာတဲ့ခါကျတော့ကျွန်တော်ကမောတယ်ဘယ်လိုပြောမလဲကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့ကျွန်တော်ရဲ့စိတ်ကခွဲသွားတယ်လို့ကျွန်တော်ခါစားတာပေါ့နော်ဒီနေ့ဒီနေရာမှာရောက်တဲ့အခါမှာခုလိုဖို့နဲ့ဒီမှာရှိတဲ့ကျွန်တော် community နဲ့တွေ့ခွင့်ရတာကျွန်တော်အနေနဲ့လည်းဒါမမေ့နိုင်တဲ့moment တော့ဖြစ်တယ်ပြပါကျွန်တော်ဒီလိုလာတဲ့အခါမှာပေါ့နော်ဒီဒေါ်လာကြီးလို့ပြောတဲ့အခါမှာဒေါ်လာကြီးလို့ပြောပြင်မဲ့လည်းအခုကအစိုးနဲ့အကောက်ကြားမှာကျွန်တော်ရည်ဆိုင်နေရတဲ့ပြည်သူတစ်ခုလို့ပေါ့နော်ဆိုတော့ဖိုးကြီးလို့ကိုယ်တိုင်အခုလိုဒီအစိုးနဲ့အကောက်ကြားမှာကျွန်တော်မြန်မာပြည်ကိုအကိုလို့ကကောင်းအောင်ပြီးမှကျွန်တော်တွားတဲ့အခါမှာဖိုးကြီးဒီကိုယ်တိုင်ကအခုလိုကျွန်တော်ကိုခေါင်းဆောင်ပေးပြီးမှတွားတယ်ဆိုတဲ့ဟာလဲကျွန်တော်ဒါကိုယ်တိုင်ကဒီတော့ဟာအောင်မီမယ်ဆိုတဲ့တက်တဲ့အထောက်ထားလို့ကျွန်တော်တော့မိပါတယ်အဲ့လိုဆိုတော့မြန်မာနိုင်ငံမှာတခုလို့ကိုကြည့်မယ်ဆိုတော့ဖိုးကြီးတွေကဘယ်လိုပြောမလဲ the most reverend လို့ပြောမလား the most moral authority ကသူတို့မှရှိနေတယ်ဆိုတော့အစိုးနဲ့အကောင်းကိုခွဲတော့မယ်ဆိုတော့လူထုဆိုတာထက်ကအခုနလိုဒီဖိုးကြီးဒီကိုတိုင်ကစိတ်ကိုချစ်တဲ့မှတွားတယ်ဆိုတာကဒါဘယ်လိုပြောမလဲကောင်းတယ်ဆိုတဲ့ဒါဟာဒီဥစ္စာကဘယ်လိုပြောမလဲအစိုးနဲ့အကောင်းလို့ပြောတဲ့အခါမှာအဲ့ဒါကအလီရောင်ကိုပြပေးတဲ့အခါကျတော့ကျွန်တော်အားလုံးပါလဲဒါအားရှိသွားတယ်ဆိုတော့ဒီနေ့ဒီဒူဆာမှာရောက်လာမဲ့အခါမှာကျွန်တော်လိုခုလိုပေါ့နော်ဒီကျွန်တော်မထိုက်မတာပဲနဲ့ကိုတိုင်ကကျွန်တော်ကိုအခါနဲ့ပါပေးတယ်ဆိုတာဒါရအလုပ်ကကျွန်တော်စကားနဲ့ဆိုတော့ကောင်းချီမင်္ဂလာပေါ့နော်ဒါကောင်းချီမင်္ဂလာရှိတဲ့တွေးဆူချစ်ဖြစ်တယ်မင်္ဂလာနဲ့ပြည့်တဲ့တွေးဆူချစ်နဲ့ဖြစ်တယ်တွေးဆူချစ်ဆိုတာတော့ဘလောက်ပဲတေးဘလောက်ပဲကြီးUSA ပေါ်မှာမဟုတ်ပဲနဲ့မင်္ဂလာရှိတဲ့ပုံမှာပို့ပြီးတော့မူတည်တာကိုကျွန်တော်ကတော့အဲ့လိုနားလဲတယ်ဆိုတော့ဒီနေ့ကတကယ်မင်္ဂလာရှိတဲ့အခါသမယတစ်ခုဖြစ်တယ်ဆိုတော့အားလုံးကိုလည်းသူ့ပဲသူတင်တဲ့ကျွန်တော်အမေရိကကိုရောက်ရချစ်ချောင်းကြီးကိုနည်းနည်းပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီအမေရိကမှာခုအားလုံးသိထားတဲ့အတိုင်းပဲအစိုးရကပြောင်းလဲသွားတယ်အခုအစိုးရပြောင်းလဲသွားတဲ့အစိုးရတည်တက်လာတဲ့အထက်မှာလည်းကျွန်တော်တို့နေနဲ့သူတို့လည်းကိုလို့ဖို့လိုလာတာပေါ့မြန်မာနိုင်ငံကိုကြည့်မယ်ဆိုရင်လည်းခုကတရုတ်ရဲ့လှုပ်ရှားမှုဟာလည်းပို့ပြီးတော့ထီတာမီတာရှိလာတယ်ဒီမှာရုရှားရဲ့လှုပ်ရှားမှုဟာလည်းထီတာမီတာရှိလာတဲ့အခါမှာကမ္ဘာရဲ့အရာရှိနိုင်ငံတွေကြားမှာမြန်မာနိုင်ငံဟာလည်းအခုနလိုသူတို့ဘယ်လိုပြောမလဲမြန်မာနိုင်ငံကိုသူတို့မြုပ်ချလို့ရတဲ့နိုင်ငံဖြစ်တယ်ဆိုတော့အမြုပ်ချမခံဖို့ကလည်းကျွန်တော်မြန်မာနိုင်ငံမှာတာဝန်ရှိတာပေါ့နော်ဆိုတော့အခုနလိုဒီနာအမေရိကန်ပြည်ထောင်စုလိုကမ္ဘာအရှိနိုင်ငံတစ်ခုဖြစ်တဲ့နိုင်ငံမှာသူတို့နဲ့ကိုကျွန်တော်ကဘယ်လိုလဲမဟာဗျူဟာမြောက်တဲ့ဆက်ဆံရေးတွေကျွန်တော်မတည်ဆောက်နိုင်ဘူးဆိုရတော့ဒါမြန်မာနိုင်ငံအတွက်ဘယ်လိုပြောမလဲမြန်မာနိုင်ငံအကျိုးစီးပွားကအမြဲရှုသွားနိုင်တယ်အခုကြည့်မယ်ဆိုမြန်မာနိုင်ငံကကမ္ဘာမှာအချတာဆုံးနိုင်ငံပဲတကယ်ဆိုရင်ဒါအဖြစ်မှာပဲဒါပေမဲ့ဘလို့ဘာဖြစ်လို့မြန်မာနိုင်ငံမှာချတာကြွယ်မှုကိုမြန်မာပြည်သူတွေကဒီနေ့အထိမခါစားပေးတာလဲဆိုတာဟာလေအဖြစ်အလို့တိပိတာဖြစ်တယ်ဒီအနာစီတွေကဒီမြန်မာနိုင်ငံမှာချတာကြွယ်မှုတွေကိုသူတို့ကတရုတ်ကိုပေးတယ်တရုတ်ကလက်နဲ့ကိုပြပေးတယ်ဘာမှမလုပ်လက်နဲ့ပေးတယ်လက်နဲ့ပြည်သူကိုပြတာချစ်စလေပဲဆိုပြီးသူတို့ခီးစီကိုကြည့်မယ်ဆိုရင်လေသူတို့ကရုရှားကိုသူတို့မြန်မာနိုင်ငံချတာကြွယ်မှုကိုပေးတယ်ရောင်းတယ်ရုရှားကသူတို့ကိုပါပေးတယ်ကျက်လေစီလေပေးတယ်
အဲ့ဒီစီလေးနဲ့ကိုကျွန်တော်ကိုပါလဲပြတ်သားတယ်ဆိုတော့ကျွန်တော်ကတခါစစ်စားတယ်ဒီဥစ္စာတွေထက်မတရားတာကဘာမှမရှိတော့ဘူးလို့ကျွန်တော်ကထုတ်တာနော်ဥပမာဆိုပါဆိုကျွန်တော်မှာခြားတာကျွဲမှုကဒီအိမ်မှာရှိတယ်ထမိရှိတယ်ကိုထမိကိုကနော်တခြားနေရာကိုရောက်မှအဲ့ဒီရတဲ့သူတို့ကပတ်စာတော့ပြန်မပေးဘူးအဲ့ဒီပြပေးတာလက်နဲ့ကိုပြပေးမယ်အဲ့လက်နဲ့ကိုကလေးကိုတာသမီးတွေကိုကျွန်တော်ပြတ်တတ်တယ်ဆိုတော့အဲ့လောက်ဆိုတာကကျွန်တော်ကတော့ကဘာမှာမရှိတော့ဘူးလို့ထင်တယ်တကယ်လို့မြအဲ့ဒါကိုကျွန်တော်ပြောင်းပြလုပ်လိုက်မြန်မာနိုင်ငံကစင်ကာပူကိုကြော်သွားတယ်ဆိုတာဟာမကြော်သွားတာသိတာမဟုတ်ဘူးကြော်သွားပြီးသားဖြစ်နေနော်တမိုင်းမှာလေကြော်သွားပြီးသားဖြစ်နေဆိုတော့ဒါတွေအားလုံးကိုစတဲ့အခါမှာမြန်မာနိုင်ငံမှာရှိတဲ့အငယ်ဆိုးကနေပြီးမှအကြီးဆုံးအထိဒါကတော့လက်ခံနိုင်စရာအကြောင်းမရှိဘူးเนาะမြန်မာနိုင်ငံအခုကကျွန်တော်ဆရာဝန်တကယ်ဆိုကျွန်တော်ကငှက်ဖြတ်ယောဂအကြောင်းတွေဝါဆိုဝါပြအကြောင်းတွေကျွန်တော်တော့မှဆေးကူးတယ်ဒါအေးကျွန်တော်လည်းအဲ့ဒါကြောင့်ဆရာဝန်ဖြစ်လာတယ်အခုကကျွန်တော်နိုင်ငံရေးမှာပါလာတာဆိုတာကလည်းလိုအပ်ချက်ရဖြစ်တာပေါ့เนาะကျွန်တော်ကဒါကဥမာဖို့ဆိုရင်လည်းသူကဖို့ကြောင်းမှာကြောက်ထိုင်ပြီးမှသူကဖိုးကြီးတပအနေနဲ့အဲ့ဒါကိုစစ်စားတဲ့အခါမှာသူလည်းစိတ်နာမှာပဲကျွန်တော်လည်းအရာဆရာဝန်တယောက်အနေနဲ့ဒါကိုကြည့်တဲ့အခါမှာဆိုရင်မှကျွန်တော်စိတ်နာတယ်ဆိုတော့ပြောချင်တာကျွန်တော်တို့ဒီအမေရိကန်ပြည်ထောင်စုမှာရောက်လာတဲ့အခါမှာဒါတွေအားလုံးကိုကျွန်တော်အစိုးရအနေနဲ့ဆွေးနွေးတယ်နော်ဒီမှာရှိတဲ့တာဝန်ရှိသူတွေနဲ့ကိုကျွန်တော်ပြောရတယ်ဒါဆိုရင်လည်းမြန်မာနိုင်ငံအကျိုးစီးပွားနဲ့တခြားကမ္ဘာနိုင်ငံအကျိုးစီးပွားတွေကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံအကျိုးစီးပွားလို့ပြောတဲ့အခါမှာခုနလိုမြန်မာနိုင်ငံရဲ့ခြားတာကြွယ်မှုကိုတခြားနိုင်ငံကိုရောက်ပြီးမှရတဲ့ဥစ္စာနဲ့ကိုပိုက်ဆံနဲ့တော့မရဘူးဒီကပါလဲခုနလိုလက်နဲ့ပြန်ပေးတယ်ဆိုတော့အခုစစ်စားကြည့်ပေါ့ဒီရုရှားကပေးနေတဲ့လေတစစ်ကိုဒေါ်လာသားရာနဲ့ချင်တယ်နော်မီလီယံနဲ့ဆိုတော့ဆိုလေတစစ်ကတော့200နဲ့ဝယ်တယ်တော့မီလီယံ200နဲ့ဝယ်နော်ဒါဆိုရင်လည်းအဲ့ဒီမီလီယံ200ကိုစာတီကျောင်းဆောင်းလိုက်ရင်စာတီကျောင်းကနော်2000လောက်ထွက်နိုင်တယ်စစ်စားကြည့်ပေါ့ဟုတ်တယ်အဲ့ဒါကိုစစ်စားကြည့်ပေါ့အဲ့ဒါတခုကိုစစ်စားကြည့်လိုက်တို့ဥမာချစ်ပီနေမှာပိုးလာချဲ့တယ်တချို့ပိုးကကီလိုဂရမ်အဖြစ်ရ1000နဲ့ကျော်ရှိတယ်အဲ့ဒီပိုးတစ်ခုကိုကျွန်တော်ချစ်ပီနေမှာတလုံးလာချဲ့ဖို့ကဒေါ်လာ300လောက်ကုန်တယ်လို့ကျွန်တော်ခန့်မှတ်ချေရတွက်လိုက်အဲ့ဒေါ်လာ300ကိုဥမာစာတီကျောင်းနေစေးယူစေးခါနေလာနေဖောင်းလိုက်ဘလောက်မြန်မာပြည်သူတို့ကဘလောက်အကျိုးရှိမလဲမဟုတ်ပဲနဲ့အဲ့ဒါကြီးနဲ့ကိုကျွန်တော်ကိုပြတ်သားနေဖြတ်စီတယ်ဘုရားကျောင်းကိုဖြတ်စီတယ်စာတီကျောင်းကိုဖြတ်စီတယ်เนาะကျွန်တော်လူနေကိုဖြတ်စီတယ်ခုဆိုရင်တော့ဘုရားကျောင်းစာတီကျောင်းစေကိုစိတ်ခါကိုလို့ကတေးကျော်လို့ကဖြတ်စီလိုက်တယ်ပြီးတော့လူကိုဆိုခုနတားနေဆိုရင်တော့လေတာနေပါကဟိုအိုမဲအိမ်မဲဖြစ်သွားတယ်ကိုအိမ်မှာကွာအိုမဲအိမ်မဲဖြစ်တာတော့ဆိုတာမရှိတော့ဘူးလေကိုရွာမှာကိုကအိမ်မဲအိမ်မဲဖြစ်သွားတယ်ဘလို့နဲ့ဖြစ်မှာလဲဆိုအဲ့လောက်ထိဆိုးတယ်ဆိုတာကဘာမှာဟိုကိုတယောက်တည်းကိုအိမ်မှာဆိုနေတာကတော့ထားလိုက်တော့နော်ဒါပေမဲ့ဒါကြီးကဘလို့ကလက်ခံနိုင်တယ်ဒီမှာဒါဒီမြန်မာနိုင်ငံမှာဒီအမောင်ထုကြီးကိုကျွန်တော်ရဲ့သားသမီးတွေနောက်လာနောက်သားတွေမခါရဖို့ကအရေးကြီးဆုံးပါပဲဆိုတော့ဘလောက်ပဲခံခါပေါ့နောက်လာနောက်သားတွေမခါဖို့ကအရေးကြီးဆုံးဒါကြောင့်မလို့ဒီဒေါ်လာကြီးကိုကျွန်တော်ခေတ်မှာနေကိုချူရတယ်ဒါနောက်ဆုံးတော့ဒေါ်လာကြီးဖြစ်ရမြန်မာနိုင်ငံကိုနိုင်ငံအစ်စ်နဲ့ကျွန်တော်ပြီးဆောက်ရမြန်မာဘယ်လိုပြောမလဲတိတ်ခါရှိရှိနဲ့နိုင်ငံပြဖြစ်ဖို့ကအရေးကြီးဆုံးဖြစ်တယ်ကိုကလေးတွေကိုထမင်းမကျွေးနိုင်တဲ့နိုင်ငံဆိုတာကဘာမှအဲ့လိုမရှိဘူးအဲ့လိုမရအေးဆိုရင်ကိုအေးတဲ့မှာကိုကလေးတွေကိုထမင်းမကျွေးနိုင်ဘယ်တော့တိတ်ခါကြဆန်ရှိတယ်လဲမိဘနဲ့ဆိုပေါ့နော်ဒါဆိုအဲ့ဒီတမိုင်းကိုနေကိုချောမှာဖြစ်တယ်ဆိုတော့ဒီမိုကရေစီနိုင်ငံတည်ဆောက်မှအဲ့ဒါတမိုင်းနေကိုချောမှာဖြစ်တယ်ဒါကနံပါတ်1ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ကျွန်တော်ကနိုင်ငံတည်ကိုတည်ဆောက်မယ်အားလုံးကိုလူထုရဲ့အောက်မှာရှိရမယ်ဘယ်တော့အခါမှလူထုရဲ့အပေါ်မှာပြန်မရှိရဘူးဆိုတော့ကျွန်တော်ပတ်တိုင်ရှိတယ်အဲ့ဒီပတ်တိုင်ကိုလည်းကျွန်တော်မရောက်မချေတော့ဖို့လိုပါတယ်ဆိုတော့ဒီမိုကရေစီအစိုးရအောက်မှာလူထုအစိုးရအောက်မှာစစ်သားဆိုတာရှိရတယ်ဘယ်စစ်သားမဆိုပေါ့ကျွန်တော်ဒီအခုဒီစစ်သားလို့ပြောတဲ့အခါမှာနိုင်ငံခုနလိုပေါ့အခုဆိုတော့လက်နက်ကိုင်ဖွဲ့စည်းအနေရှိတယ်ဒီလက်နက်ကိုင်ဖွဲ့စည်းအားလုံးဟာလည်းတနေ့ကျရင်တော့ဒီတူလူထုအစိုးရအောက်မှာရှိကိုရှိရတယ်ဘယ်တော့အခါမှကိုပြည်သူလူထုအပေါ်မှာ
လက်နဲ့ကြိုက်ဆိုတာမရှိရတော့ဘူးဆိုတာနံပါတ်1ပေါ့အဲ့ဒီနံပါတ်2ထဲမှာလည်းသူတို့ကျွလွန်ထားတဲ့ပြည်မှုတွေအလုပ်ကိုလည်းတရားမျှတမှုစေရမယ်ဆိုတာပါတယ်နံပါတ်3အနေနဲ့ကတော့မြန်မာနိုင်ငံကိုအာရှမှာအခြားသာစွနိုင်ငံနေရာကိုပြန်ရောက်ရမယ်အဲ့ဒါအဓိကခုတော့ဖြစ်တယ်စင်ကာပူကိုကြော်ခဲ့တယ်လို့စင်ကာပူကပြကြော်မယ်စင်ကာပူအပြင်နော်ကျွန်တော်မြန်မာနိုင်ငံဒီအာရှတိုင်းမှာရှိတဲ့ခုနလိုအီဒိုပစိဖိကတောင်ကိုရီးယားတို့ဂျပန်တို့လိုကိုကျွန်တော်ဟာသူတို့နဲ့နှိုင်းယှဉ်နေပို့လို့လာတယ်နော်ဒီကျွန်တော်ရဲ့စီးပွားရေးနဲ့ဆိုင်တော့အဲ့ဒီအထစ်ကိုကျွန်တော်ဟာမတွားမချင်းမရောက်မချင်းကျွန်တော်နိုင်ငံကိုကျွန်တော်နော်အပြတိဆောက်ရမယ်ကျွန်တော်ဖို့အပါဝေးဒီမှာရှိတဲ့ကျွန်တော်အားလုံးအတူချစ်တဲ့ကြပါဆိုဆိုတာကိုပြောရင်းနဲ့နီကိုချိုပါတယ်ကျေးဇူးတင်ပါတယ်အေးကတည်းကအေးဒီနေ့တော့လည်းပြောပါဒီနေ့တော့ရပါပြီโอเคလည်းတက်တော်ရရောဒီကပုံမှုရှိပါသေးပြည်သူချစ်တဲ့ပန်းငိုင်တခိုင်အဖြစ်တိုင်းပြည်ရချစ်တဲ့ပန်းငိုင်တခိုင်အဖြစ်ကဘာကချစ်တဲ့ပန်းခိုင်တခိုင်အဖြစ်အမြဲတမ်းဟောလာပုံမှုရနိုင်ပါလေလို့အမှုရှင်တွေကနေဆုတောင်းပေးလိုက်ပါတယ်ရပါပြီအာမင်ငါပြည့်ပေးမယ်အာမင်ကတော့မှာလာပြနေတယ်လေလုံးတော့ပြည့်ဆိုင်ကြ